ကိုးတိုင်းညောင်လေးပင်ကြောက်တကားနဲ့ဖြူးမြို့နယ်တဲကစစ်ကောင်စီစခန်း9ခုကိုတော်လိုင်းတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခတ်ရာမှာစစ်သား20ကျော်သေဆုံး3ဦးကိုလက်ရဖမ်းမိလက်နက်မျိုးစုံ16လက်သိမ်းဆည်းရမိတယ်လို့ PDF ပြည်သူ့ကာကွယ်တပ်မတော်စည်ရုံးချုပ်ကသတင်းထုတ်ပြန်ပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့အင်အား90အထိုင်ချတော်ဝီကျေးရွာတပ်စခန်းအပါအဝင်စခန်း9ခုကိုဇွန်25မိနစ်တနာရီမှာစတင်တိုက်ခိုက်ပြီး2နာရီမှာသိမ်းပိုက်တယ်လို့ဆိုပါတယ်။နေမြေရှင်းလင်းတဲ့အခါစစ်သား20ကျော်သေဆုံးရဲမှု2ဦးအပါအဝင်3ဦးကိုလက်ရဖမ်းမိ60မီလီမီတာစိန်ပြောင်းအပါအဝင်တနက်16လက်နဲ့ခဲယမ်းတွေသိမ်းမိတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်။တော်လိုင်းတပ်တွေဘက်ကလည်းရဲဘော်2ဦးကြာဆုံးပြီး2ဦးဒဏ်ရာရပါတယ်။ဒီစစ်စင်ရေးကိုဗျူဟာ24အောက်မှာရှိတဲ့ငကနီစစ်ကြောင်းအာလဝကတပ်ရင်းအမှတ်3533တပ်ရင်းဖြူပကဖဗျူဟာ25အောက်မှာရှိတဲ့အမှတ်3932တပ်ရင်း Spring Warriors Column KNL တပ်ရင်းကိုဗျူဟာ26အောက်မှာရှိတဲ့တော်ဝင်ဒေါင်းတပ်ရင်းနဲ့တော်ကြီးကန်တပ်ရင်းပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။ထီကပလေစခန်းကိုတော်လိုင်းတပ်ပေါင်းစုကသိမ်းပိုက်ချိန်မှာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီစစ်သားတွေကိုနေဆက်မြင်းမရောက်ခင်မီတာ900ခန့်အလိုမှာပစ်ခတ်ပြီး3ဦးသေ4ဦးကိုလက်ရဖမ်းမိလက်နက်တချို့ရရှိတယ်လို့ KTLA ကော်သူလီတပ်မတော်ကသတင်းထုတ်ပြန်ပါတယ်။ဒီစစ်သားတွေပြေးသွားတဲ့လမ်းတစ်လျှောက်ကိုလိုက်လံရှင်းလင်းတဲ့အခါ60မီလီမီတာစိန်ပြောင်းပါဝင်လက်နက်မျိုးစုံ20နီးပါးသိမ်းမိတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်။နေဆက်သတင်းတွေရဲ့ဖော်ပြချက်အရဒုတိယဗိုလ်မှူးကြီးတဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်ဟာလက်နက်တွေနဲ့အတူထိုင်းနိုင်ငံပိုင်နက်ထဲကိုထွက်ပြေးရောက်ရှိသွားတယ်လို့သိရပါတယ်။မန္တလေးတိုင်းမိထီလာမြို့နယ်အုံတုံရွာနဲ့ဂွေးတောက်ကန်ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကဇွန်24ညနေ6နာရီမှာနာရီဝက်ကကြားပြတ်တိုက်ခတ်ရမှာ4ဦးသေပြီး6ဦးဒဏ်ရာရတယ်လို့တောင်တာမြို့နယ်ပကဖကသတင်းထုတ်ပြန်ပါတယ်။ဒီစစ်ကြောင်းဟာတပ်မ99ရဲ့တရောစစ်ကြောင်းဖြစ်တယ်လို့ဆိုပါတယ်။ဒီစစ်စင်ရေးကိုတောင်တာမြို့နယ်ပကဖနဲ့အတူမိထီလာသာစီတော်လိုင်းအင်အားစုဒေသတွင်းရှိအင်အားစုတွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။နောင်ချုံမြို့နယ်မှာဇွန်24တရက်တည်းမှာတင်စစ်ကောင်စီကလေရင်ဘုံအလုံး130ဒရုန်းဘုံ60နဲ့လက်နက်ကြီး53လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNL တမ်းမျိုးသားလူမျိုးတပ်မတော်ကသတင်းထုတ်ပြန်ပါတယ်။နောင်ချုံမြို့နယ်မှာရှိတဲ့နောင်အော်လက်ပံကုန်းရွှေသွန်းလုံဆန်ကုန်းသာအုံးမတိနဲ့ဆမ်ဆယ်ရွာဘက်မှာဖြစ်နေတဲ့တိုက်ပွဲမှာခုလိုဘုံကျဲသွားတာဖြစ်ပါတယ်။နောင်ချုံမြို့နယ်ရွှေသွန်းရွာအနီးတိုက်ပွဲမှာ TNL တမ်းမျိုးသားလူမျိုးတပ်မတော်နဲ့အတူမဟာမိတ်ဒနုပြည်သူလူမျိုးတပ်တော် DPLA လည်းပါဝင်ပြီးစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေတယ်လို့ DPLA ကသတင်းထုတ်ပြန်ပါတယ်။ဇွန်24နိုင်ခွဲခန့်မှာစစ်ကောင်စီကတော်လိုင်းတပ်တွေရှိရာဘက်ကိုလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ပြီးမွန်းလွဲ2နိုင်ခွဲခန့်မှာတိုက်ပွဲပြန်ငြိမ်သွားတယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်နေစဉ်မှာစစ်ကောင်စီကလက်နက်ကြီးအပြင် Y12 လေယာဉ်ကဘုံ89လုံး Jet Fighter နဲ့ပေါင်900ဘုံ3လုံးကျဲသွားတယ်လို့ဆိုပါတယ်။စစ်ကောင်စီကလေကြောင်းပစ်ကူဒရုန်းပစ်ကူလက်နက်ကြီးပစ်ကူတွေနဲ့နေ့စဉ်တိုက်ခိုက်နေတဲ့အတွက်နောင်ချိုမြို့နယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ DPLA ကြေညာချက်မှာဖော်ပြထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကွန်မန်ဒိုသင်တန်းအပတ်စဉ်3သင်တန်းဆင်းပွဲကိုဇွန်21ကကျင်းပတယ်လို့မန္တလေး PDF ကတပ်ပုံသတင်းထုတ်ပြန်ပါတယ်။3လတာသင်တန်းမှာအထူးတိုက်ခိုက်ရေးကြံ့ခိုင်မှုစစ်နည်းဗျူဟာနဲ့နိုင်ငံရေးသင်ခန်းစာတွေပါဝင်ပြီးစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးအတွက်တိုက်ပွဲဝင်သွားမယ်လို့ဖော်ပြထားပါတယ်။အလားတူရွှေဘိုခရိုင်အမှတ်18တပ်ရင်းကလည်းမွမ်းမံသင်တန်းဆင်းပွဲနဲ့စစ်ဝတ်တန်စာတပ်ဆင်ပွဲအခမ်းအနားတစ်ခုကို
ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပသွားကြောင်းဓာတ်ပုံမှတ်တမ်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။